ကောင်လေးဟာလာစားကောင်းကောင်းရဖို့အတွက်သူ့ဖေကိုအတိမပေးပဲမြန်မာပြည်မြောက်ပိုင်းကိုအလုပ်သွားလုပ်ခဲ့တယ်ဒါပေမဲ့ငွေလိမ်ကိုင်းတွေရဲ့ဖန်ဆီးခြင်းကိုခံရပြီးပြန်လာလို့မရတော့ပါဘူးဒီငရဲခန်းလိုနေရာမျိုးမှာတုံကြန့်ဟာနေတိုင်းလိုလူမဆန်စွာနှိပ်စက်ခံရတဲ့စကားနားမထောင်တဲ့သူအချို့ဆိုရင်ကြောက်ကပ်အထုတ်ခံရတာမျိုးအထီးကြုံနေရတာပါအရိုက်နှက်ခံထားရတဲ့တုံကြန့်ဟာခွင့်ရေးတစ်ခုကိုဝေချောင်းပြီးလိမ့်လေသူတွေမေ့ကြံခဲ့တဲ့ဖုန်းကိုခိုးယူလိုက်တယ်ပြီးနောက်တုံရင်နေတဲ့လက်တွေနဲ့သူ့ဖေစီကိုဖုန်းဆက်သွယ်လိုက်ပါတော့တယ်သူစကားပြောဖို့တောင်အချိန်မရလိုက်ခင်မှာပဲငွေလိမ်ကိုင်းသားတွေကရုတ်တရက်ပြန်ရောက်လာတယ်တုံကြန့်ဟာတောင်းပန်ပါတယ်လို့ပဲပြောပြီးဖုန်းချလိုက်ရတယ်သူ့ကိုပိုရက်ဆက်တဲ့အရိုက်နှက်တွေကစောင့်ကြိုနေခဲ့ပါတယ်အဖေဖြစ်သူဆက်မလိုက်နိုင်အောင်အိမ်ကိုစာတစ်စောင်ပို့ခိုင်းလိုက်တယ်အဲ့ဒီစာဟာတုံကြန့်ကိုယ်တိုင်ရေးထားတဲ့တေးတန်းစာပါအဖေဖြစ်သူဟာအတိုင်းထက်အလွန်ဝမ်းနည်းပူဆွေးနေရပေမဲ့သူသားအသက်ရှင်နေသေးတယ်လို့ခိုင်မာစွာယုံကြည်နေစေပါဒိုကီဟာခြေနေကိုသိရပြီးနောက်အဲ့ဒီစာကိုအခြေစိုက်စခန်းစီယူလာခဲ့တယ်မကြခင်မှာပဲသူဟာစာရဲ့အောက်ခြေမှာထူးခြားတဲ့အမှတ်အသားချို့ကိုရှာတွေ့ခဲ့ပါတယ်တုံကြန့်ဟာအရင်ကတက်မတော်မှာဆက်သွယ်ရေးစစ်တီတယောက်ဖြစ်ခဲ့တာကိုသူသိရသွားတယ်ဒိုကီဟာအဲ့ဒီအမှတ်အသားတွေကိုမော့စကိုနဲ့ဘာသာပြန်ကြည့်တဲ့အခါကျွန်တော်ကိုကယ်တင်ပေးပါဆိုတဲ့စာလုံးလေးလုံးကိုတွေ့လိုက်ရလို့အရန်အံ့ဩသွားရပါတယ်ဒိုကီဟာချက်ချင်းပဲတက္ကစီမောင်းပြီးစုံစမ်းစစ်ဆေးဖို့ထွက်ခွာလာခဲ့တယ်တုံကြန့်နိုင်ငံခြားမထွက်ခင်ကအလုပ်ရှောက်ထားခဲ့တဲ့ကုမ္ပဏီတစ်ခုရှိပါတယ်အဲ့ဒီကုမ္ပဏီကိုတာရှာတွေ့ရင်တဲလုံစာအချို့ရနိုင်မယ်လို့သူယုံကြည်နေတာပါဒါပေမဲ့ဒိုကီကုမ္ပဏီဒီနေရာကိုရောက်တဲ့အခါမှာတော့လူသူမရှိတော့ပဲအကုန်လုံးပြောင်းရွှေ့သွားတာကိုတွေ့လိုက်ရတယ်ဒိုကီဟာပြန်ပဲရဲ့ကြော်ညာကားကိုနောက်ဆုံးမှရှာတွေ့ခဲ့ပါတယ်အွန်လိုင်းကအလုပ်ခေါ်စာတွေနဲ့နှိုင်းယှဉ်ကြည့်ပြီးတဲ့နောက်သူတို့ဟာဒီကုမ္ပဏီရဲ့အလုပ်ခေါ်စာတစ်ကိုနောက်ဆုံးမှရှာတွေ့သွားခဲ့တယ်ဒိုကီဟာချက်ချင်းပဲတက္ကသိုလ်ကျောင်းသားတစ်ယောက်အဖြစ်ဟန်ဆောင်ပြီးကိုရေးရာဇဝင်တင်လိုက်ပါတယ်မထင်မှတ်ပဲသူဟာအင်တာဗျူးကိုအလွယ်တကူပဲအောင်မြင်သွားခဲ့တယ်ကုမ္ပဏီကလည်းဒိုကီကိုနိုင်ငံခြားထွက်ဖို့အတွက်လိုအပ်တဲ့စာရွက်စာတမ်းတွေကိုအမြန်ဆုံးပြင်ဆင်ခိုင်းလိုက်ပါတယ်လေရင်ပေါ်ကဆင်းချင်းမှာပဲသူတို့ကိုလာကြုံမဲ့ဘန်ကားတစ်စီးကိုဒိုကီတွေ့လိုက်ရတယ်တုံကြန့်အချင်းချခံထားရတဲ့နေရာကိုရှာတွေ့ဖို့အတွက်သူကိုယ်တိုင်ရန်သူ့နယ်မြေထဲကိုဝင်သွားခဲ့ပါပြီဒိုကီဟာလမ်းတစ်လျှောက်လုံးနောက်ယောင်ခံလိုက်လာပြီးကားကိတစ်ခုကိုရောက်လာခဲ့တယ်ကုမ္ပဏီကလာကြိုတဲ့သူဟာဖုန်းဆင်းကက်လဲပေးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့အင်တာဗျူးအောင်ထားတဲ့သူတွေရဲ့ဖုန်းအားလုံးကိုသိမ်းယူလိုက်ပါတယ်လမ်းမှာတော့အဲ့ဒီလူကဒီမှာအလုပ်လုပ်ရင်စားစရိတ်ငိမ့်နေရစရိတ်ငိမ့်နေအပြင်လာစားလဲအရန်ကောင်းတယ်လို့မြောက်ပြင်ပြောဆိုနေခဲ့တယ်ဒါအပြင်အပတ်တိုင်းမှာလည်းထူးခြားတဲ့အစီအစဉ်တွေရှိသေးတယ်လို့ပြောလိုက်တဲ့အခါကျောင်းသားလေးတွေဟာပျော်လွန်းလို့ပါစက်တောင်မပိတ်နိုင်အောင်ဖြစ်နေကြတာပါသူတို့တွေရှိရအတွက်စိတ်ကူးရင်နေလုံးမှာပဲဘန်ကားတစ်စီးကသူတို့ရှိမှရုတ်တရက်တိုးရက်လိုက်ပြီးတုတ်တွေတုတ်ကောက်တွေနံပါတ်တုတ်တွေနဲ့လူဆိုးတစုကသူတို့ကိုဝိုင်းထားလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲသူတို့ကိုခေါ်လာတဲ့သူကလောင်ပြောင်နဲ့မျက်နှာထားနဲ့ကြည့်နေခဲ့တယ်ဒိုကီပြန်နိုးလာတဲ့အချိန်မှာတော့မှောင်မဲဆုပ်ပြက်နေတဲ့အခန်းတစ်ခုထဲမှာအချီခံထားရတာကိုတွေ့လိုက်ရပါတယ်တာဝန်ခံဖြစ်သူကသူတို့ရဲ့ကိုရေးရာဇဝင်တွေကိုဖတ်ပြီးတဲ့နောက်ဒီတစ်ခေါက်လူတစ်တွေကအုံတက်မဲ့ပုံပဲလို့သဘောကျနေခဲ့တယ်အဲ့ဒီနောက်သူကမေးခွန်းတွေစမေးပြီးစစ်ဆေးပါတော့တယ်အွန်လိုင်းလောင်းကစားဘူးလားလို့သူကမေးလိုက်တဲ့အခါတယောက်တည်းကပဲသူ့ကိုပြန်ဖြေခဲ့တယ်ဒါကိုသဘောမကျတဲ့တာဝန်ခံကဒေါသထွက်ပြီးသူတို့ကိုပြန်ပြီးတွဲလောင်းဆွဲထားလိုက်ပါတော့တယ်တာဝန်ခံဟာသူတို့ကိုတန်တုံးနဲ့ရက်ရက်ဆက်ဆက်ရိုက်နှက်ခဲ့ပါတယ်ရိုက်နှက်ပြီးတဲ့နောက်လောင်းကစားဂိမ်းတွေကစားတက်ပြီလားလို့ထပ်မေးတဲ့အခါဒီတစ်ခါမှာတော့အားလုံးကကြောက်ကြောက်လန့်လန့်နဲ့ကစားတက်ပါပြီလို့ပြန်တူဖြေခဲ့ကြတယ်ဒါပေမဲ့ဒိုကီတယောက်တည်းကပဲဘာမှမပြောဘဲငြိမ်နေခဲ့တာပါတာဝန်ခံကသူတို့ရဲ့အဖြေကိုသဘောကျသွားပြီးနောက်သူတို့ရဲ့အဓိကအလုပ်ဟာလောင်းကစား software တွေရေးဆွဲဖို့ဖြစ်တယ်လို့ပြောလိုက်တယ်အဲ့ဒီ software တွေနဲ့လူတွေကိုအရသာပေးပြီးငွေတွေသွင်းလာအောင်ဆွဲဆောင်ရမှာပါသူတို့လုပ်ရမှာတွေကတရားမဝင်တဲ့အလုပ်တွေမှန်းသိသွားတဲ့အခါမှာတော့ကျောင်းသားတယောက်ဟာအရန်ကိုထိတ်လန့်သွားပါတော့တယ်အဲ့ဒီကျောင်းသားဟာသူတင်ယူခဲ့တာကကွန်ပျူတာ program ဘာသာရပ်မဟုတ်ဘူးလို့ချက်ချင်းပဲလိမ်ညာပြောဆိုခဲ့တယ်တာဝန်ခံဟာဒါကိုကြားတာနဲ့ချက်ချင်းဒေါသအကြီးကျယ်ထွက်သွားပါတယ်သူဟာဘာစကားမှမပြောဘဲဘေးနာကတော့ကိုကောက်ကင်ပြီးကျောင်းသားရဲ့ခေါင်းကိုရက်ရက်ဆက်ဆက်ရိုက်ချလိုက်ပါတော့တယ်ဒီလိုလူမဆန်တဲ့လုပ်ရက်ကိုမြင်လိုက်ရတဲ့ဒိုကီဟာအခုချက်ချင်းပဲသူတို့ကိုဝင်တိုက်ချင်စိတ်တွေတားမရအောင်ဖြစ်နေခဲ့တာပါအဲ့ဒီနောက်တာဝန်ခံကအသက်ရှင်လျက်ပြန်ထွက်ချင်ရင် program တွေကိုတေးသေးချာချာရေးကြဖို့ချင်းချောက်ပြောဆိုခဲ့တယ်ဒီလိုနဲ့ဒိုကီတို့တတိုက်ကိုသူတို့နေရမယ့်အခန်းစီခေါ်သွားတဲ့အခါလမ်းတစ်လျှောက်လုံးမှာရှိတဲ့အခန်းလေးတွေထဲမှာလူပေါင်းများစွာဟာ program တွေအတင်းအကျပ်ရေးနေရတာကိုဒိုကီတွေ့လိုက်ရပါတော့တယ်သူတို့အားလုံးဟာလွန်ခဲ့တဲ့နှစ်တွေကလိမ့်လေခံထားရတဲ့ကျောင်းသားတွေပါဒိုကီဟာသူဘလို့မှမထင်မှတ်ထားတဲ့အရာတစ်ခုကိုတွေ့လိုက်ရတဲ့ဒီလိမ့်လေမှုကိုင်းရဲ့အကြီးအကဲဟာလွန်ခဲ့တဲ့နှစ်တွေကသူဖမ်းခဲ့မှုတဲ့လူတစ်ယောက်ဖြစ်နေတာပါဒိုကီနဲ့ရန်သူဟောင်းတို့ဘယ်လိုမျိုးထိတိုက်တွေ့ကြမလဲဆိုတာကိုတော့နောက်လာမယ့်